အဖေမရှိပဲနဲ့ပေါ့လေနော်အမေကနောက်အိမ်ထောင်ပြုတ်သွားတဲ့သားသမီးတွေစီမှာပြန်ရောက်နေတာပေါ့လေနော်မိဘမဲ့ကလေးတွေစီမှာပြန်ရောက်နေတာပေါ့လေနော်အခက်ခဲဖြစ်တာကြတော့ပေါ့လေနော်ကလေးတွေကြတော့ပေါ့လေနော်ကြုံရကြပန်းနဲ့အလုတ်လုတ်ပြီးမှပေါ့လေနော်ရှာစားနေရတာကြောင့်မလို့ပေါ့နော်အစင်ပြောင်ဆိုမှလေနော်ဆန်ကတအိတ်နဲ့အိတ်ဆန်ကနဲ့အိတ်ပေါ့လေနော်ဆန်နဲ့ရဲ့စားဆရာတွေရောယူလာပေးခဲ့တာပေါ့လေနော်အားလုံးမင်္ဂလာပါအခုကျွန်တော်တို့မြင်တွေ့နေရတဲ့ဒီဗီဒီယိုလေးကဆိုရင်တော့ဒီရဲ့ညီလေးတို့ကတော့မနော်သူတို့မှအဖေမရှိတော့ဘူးပေါ့နော်အမေရတယ်ပေါ့နော်နောက်ယောက်ျားယူသွားပြီးတော့မှသူတို့ကိုထားရခဲ့တယ်လို့သိရတယ်ဒါကြောင့်ပေါ့နော်ဒီဗီဒီယိုလေးကိုကျွန်တော်တို့ကအစအဆုံးကြည့်စုကြရအောင်ခင်ဗျာအားလုံးပဲမင်္ဂလာပါအခုကြတော့ပေါ့လေနော်အဖေမရှိပဲနဲ့ပေါ့လေနော်အမေကနောက်အိမ်ထောင်ပြုတ်သွားတဲ့သားသမီးတွေစီမှာပြန်ရောက်နေတာပေါ့လေနော်မိဘမဲ့ကလေးတွေစီမှာပြန်ရောက်နေတာပေါ့လေနော်အခက်ခဲဖြစ်တာကြတော့ပေါ့လေနော်ကလေးတွေကြတော့ပေါ့လေနော်ကြုံရကြပန်းနဲ့အလုတ်လုတ်ပြီးမှပေါ့လေနော်ရှာစားနေရတာကြောင့်မလို့ပေါ့နော်အစင်ပြောင်ဆိုမှလေနော်ဆန်ကတအိတ်နဲ့အိတ်ဆန်ကနဲ့အိတ်ပေါ့လေနော်ဆန်နဲ့ရဲ့စားဆရာတွေရောယူလာပေးခဲ့တာပေါ့လေနော်သားတို့အစင်ပြောင်ဆိုမှပေါ့လေနော်ဒီဟာကြတော့ခောက်ဆွဲထုတ်ပေါ့လေနော်ဒီဟာကြတော့စားဟုတ်ပါဒီဟာစားထုတ်ပေါ့လေနော်ကင်ထားပြီလားဒီဟာကြတော့ပေါ့လေနော်မုတ်တွေစားဆရာတွေပေါ့လေနော်အများကြီးခဲ့ပြီသားတို့အသက်ယူလာပေးခဲ့တာပေါ့လေနော်ဒီနော်အစင်ပြောင်ဆိုမှပေါ့လေနော်သားတို့ပဲဆိုတော့ခက်ခဲဖြစ်နေမှာဆိုတော့ပတ်ဆံကလက်ခံကင်ထားပြီလားပတ်ဆံကတသိန်းနှစ်သိန်းပေါ့လေနော်ပတ်ဆံကနှစ်သိန်းပေါ့လေနော်မရနောက်အိမ်တော့ဘူးပါလို့နေကောင်းလို့အခုရပိုင်းတော့အခါကြီးဖြစ်နေကြောင်းရောနော်ဖျားနေကိုစိုးရောက်ကောက်ပြီးအခက်ခဲဖြစ်နေတဲ့အချိန်မှာဇာနေရောစားချပတ်စံရောလောက်ကိုပြီးတော့ကျေးဇူးအရန်တင်တယ်ဒါအဖေဆုံးသွားတဲ့အချိန်မှာတားမရနောက်အိမ်ထောင်ပြသွားလို့အခက်ခဲဖြစ်နေတဲ့အချိန်မှာဆန်နေပတ်စံနေအများကြီးလာကူညီပေးလို့အများကြီးကျေးဇူးတင်ပါတယ်အနုလုံးဝမနာရနာဆိုဝါကုံရနေခက်တဲ့တူတူမဟုတ်ကဲ့ပါပေးတဲ့စုနဲ့ပြပါစေအခုကလေးတို့ကြတော့ပေါ့လေနော်သားတို့သမီးတို့ကြတော့ပေါ့လေနော်အခက်ခဲဖြစ်တာကြတော့ပေါ့လေနော်စားဖို့တောက်ဖို့ကပိုအရေးကြီးတာကြောင့်တော့ပေါ့လို့နော်ဆန်နဲ့အိတ်ရပတ်ဆန်နှစ်သိန်းရခောက်ဆွဲထုတ်ရမုတ်တွေရောပေါ့လေနော်အခုလိုသားတို့သမီးတို့အခက်ခဲဖြစ်နေတဲ့အချိန်မှာပေါ့လေနော်အခုလိုအမေကနောက်အိမ်ထောင်ပြုတ်သွားအဖေကမရှိနေအခက်ခဲဖြစ်နေတဲ့အချိန်မှာအခုလိုကိုညီလူတန်းပေးကြတဲ့အလူရှင်တွေအားလုံးလည်းကျမ်းမာပါစေချမ်းသာပါစေဒီထက်မကစီးပါဥစ္စာချတိုင်းလည်းအစပေါင်းများစွာပို့ပြီးမှတိုးတက်အောင်မြင်အဆင်ပြေပါစေကျမ်းမာချမ်းသာပြီးမှပျော်ရွှင်သားရလှပတဲ့မိသားစုဘဝကိုလည်းအဆင်ထောင်မြတ်ပိုင်ဆိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့ပါတယ်နော်ဘာမှအောင်ငယ်နဲ့နော်အလိုကကျေးဇူးပါစလို့ဗီဒီယိုလေးကိုအစအဆုံးလည်းပဲကြည့်စုပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်လာမယ့်ဗီဒီယိုတွေမှာလည်းပြန်လည်ဆိုတွေ့နိုင်ဖို့တဲ့ channel လေးတွေလည်း like လုပ်ချင်ပြီးကူညီကြပါအားလုံးချမ်းသာပါစေလောကမှာစင်ပြေတဲ့မိသားစုမှာစင်ပြေပါစေလို့ကျွန်တော်ဒီနေ့နေပါအားလုံးအတွက်ဆုတောင်းပေးပါတယ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ